လာပါ April ဒီရက်နေ့အတွက် collective message လေးပါဒီနေ့အတွက်ရတာက Nine of Cups ရဲ့ and Suro ရဲ့ရပါတယ်အိမ်မက်တီအကောင့်ထဲပေါ်လာတာစိတ်ဆန္ဒတွေကိုဖြစ်ချင်တဲ့အရာတွေတကယ်ကိုဆန္ဒတွေပြေဝပြီးတော့အကောင့်ထဲတွေပေါ်နေရတယ်ရှိနေနိုင်တယ်ပြောဆိုဆက်ဆံရေးလည်းအဆင်ပြေသွားတယ်နှစ်ဦးသဘောတူအဆင်ပြေပြေညှိနှိုင်းနိုင်ခြင်းနဲ့စိတ်အေးချမ်းနိုင်စိတ်အေးချမ်းချမ်းနဲ့ပျော်ရွှင်မှုတွေရသွားတာတွေကိုတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီຢာတွေဟာခရီးအနီးအဝေးခရီးနဲ့ပတ်သက်တာတွေဖြစ်နိုင်တဲ့နိုင်ငံအပြောင်းရွှေ့ရေးပညာရေးကိစ္စတွေနောက်တကယ်ကိုလုပ်ငန်းတိုးချဲ့ဖို့အနာဂတ်အတွက်ကိုတိုးတက်ဖို့အောင်မြင်ဖို့အတွက်တိုးချဲ့ဖို့အနာဂတ်ကိုတကယ်ကို expand လုပ်ဖို့ပေါ့နော်ကိုအနာဂတ် growth ဖြစ်ဖို့နဲ့ပတ်သက်ပြီးတော့ရှိနေနိုင်တယ်ကိုအတွက်တကယ်ကိုအနာဂတ်အတွက်ကိုလိုချင်တာဖြစ်ချင်တာတွေကိုရယူဖို့ transform လုပ်ဖို့အတွက်တကားကြီးတစ်ချက်ကလုံးဝကို doorway တခုကပွင့်သွားတဲ့လိုမျိုးတွေရှိနေနိုင်တယ်ကိုဘက်ကဒါဒီလိုမျိုးဖြစ်လာတဲ့အရာတွေကိုလိုချင်တဲ့ဘဝကိုတကယ်တောင်းတတဲ့အနာဂတ်တစ်ခုကိုတည်တည်ချာချာနဲ့ခိုင်မာပိုင်ဆိုင်ရဖို့အတွက်တေချာလေးလိုချင်တာကိုရအောင်ယူပြီးတော့ transform လုပ်ဖို့ပဲလိုတာပါဒီမှာဆိုရင် shape shifter ပေါ့နော် shape shifter transform and unveil your gift ဆိုတဲ့ oracle လေးကနေပြီးတော့လည်း additional message ပေးချင်တာ old version နေ old identity ကိုနဲ့မဆိုင်တော့တဲ့အရာတွေအကုန်လုံးကိုခွာချပစ်ပြီးတော့ new version တစ်ခုနဲ့ကို့မှာတကယ်ရှိနေပြီးသားတကယ်ကို hidden talents တွေ gift တွေကိုမှရှိနေတဲ့အရာတွေကိုတည်ချာထုတ်ဖော်ပြဖို့အချိန်ရောက်ပါပြီအဲ့မှာဒါကိုလိုချင်တဲ့ဘဝတစ်ခုကိုတကယ်တောင်းတနေတဲ့အရာတစ်ခုကိုတည်ချာခိုင်မာနဲ့ပုံဖော်နိုင်မှာပါเนาะအဲ့တော့ဒါကဒီနေ့အတွက်ရတဲ့ collective message လေးပါဒါလေးတွေက water sign လေးတွေ Pisces Cancer Scorpio air sign လေးတွေဖြစ်တဲ့ Aquarius Libra Geminiဒါဂျူပီတာကိုစားပြုရပေါ့နော်ဂျူပီတာမာကျူရီအဲ့တော့ကိုရဲ့ဘတ်ချက်ကိုပို့ပြီးတော့ကြည့်တတ်တယ်လို့နားလည်တဲ့လူတွေအတွက်ကတော့အပို message လေးရတော့ဂျူပီတာနဲ့မာကျူရီမှာ air sign တို့မဟုတ် water sign လေးတွေရှိလို့ရှိရင်လည်းပို့ပြီးတော့ထူးခြားနိုင်ပါတယ်သက်ဆိုင်နိုင်ပါတယ် collective မို့လို့ကိုယ်နဲ့ energy ကိုင်းမှာတိုက်ဆိုင်မှာတာယူပါလို့မှာချင်ပါတယ်ဆဆအရာဆင်ပြေပါစေ